နောက်ထပ်တစ်ပုတ်အနေနဲ့ဆိုလို့ရှိရင်တော့တက်မိသားစုတွေအော်ဂျောလန်ဖြစ်နေတဲ့လာကတာ2029တရင်မှုလင်မယားဆိုတဲ့အကြောင်းလေးကိုရေးသားပေးပို့ထားတာပါတောင်ပိုင်းတိုင်းလောက်ခံမြို့လာအခြေဆိုင်အမှတ်2029လေကြောင်းရန်ကောက်ွယ်ရေးတရင်ကစစ်တပ်ကတူ46ကျောင်းစင်ယာယီတရင်မှုပုံမှုဟန်မျိုးကျော်နဲ့ဇနီးဒေါ်ရီထွေးတို့ဟာလာအောက်ကစစ်တီမိသားစုတွေအပေါ်ရင်သီးစော်ကခေါင်းပုံဖြတ်နေပါတယ်တက်ကစစ်တီရဲမိတွေကိုနွားတွေလိုမတော်မတရားစေခိုင်းနေပေမဲ့အစဉ်အဆက်စိုက်ပျိုးထားတဲ့စိန်တလုံးတရက်တီကအစအကုန်ရောင်းစားပါတယ်တရင်73စီတွေကိုလည်းသူတို့ကားအတွက်ပဲတုံးပြီးတက်မိသားစုဝင်တွေကိုတော့စေးရုံကားတောင်စီဘိုးတဝက်အကြခံခိုင်းပါတယ်တရင်မှုကလည်းအရန်ရိုင်းအမြဲဆဲဆိုပါတယ်သူနဲ့အစဉ်ပြေတဲ့သူတွေကိုသာနေရာပေးပြီးမတည့်တဲ့စစ်တီတွေကိုစစ်စင်ရေးလွတ်ပါတယ်တက်ရဲ့ရပေါက်ရလန်မှန်သမျှတရင်မှုကြော်ကပဲလက်ဝဲကြီးအုပ်ထားပါတယ်စရင်စရာကအစအကုန်ကင်ပါတယ်အရာရှိဇနီးတွေကိုဝင်မဆွတ်ဖတ်ဖို့ညွှန်ကြားထားပေမဲ့ဒေါ်ရီထွေးကတော့ဂယုမဆိုင်ပဲအရာရာသူပဲစီမံချဲလဲနေတာပါတက်မှာတော့ငရဲကြသွားသလိုပါပဲသူတို့လင်မယားရောက်လာပြီးကလေးကပျော်ရွှင်မှုဆိုတာကွယ်ပြောက်သွားခဲ့ရပါတယ်တရင်မှုသာဒုတိယဘုံမူကြီးအဆင့်တင်ပြီးသွားရင်မလွယ်ပါဘူးတက်မိသားစုဝင်တွေတည်ရင်တည်မတည်ရင်ပြေးမှရပါတော့မယ်ဒါအပြင်မြို့လာစည်ရစမ်းလမ်းဆောင်မှာလည်းအုပ်ချုပ်ရေးမှုတိမ့်ဖေမြင့်နဲ့ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီးကားတွေကိုစစ်ဆေးဖမ်းဆီးပတ်စံတောင်းတာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတိန်းရာချီတောင်းခံတာပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းထည့်တာမျိုးတွေလှုပ်ဆောင်နေပါတယ်အဲ့ဒီလိုမျိုးခေါင်းပုံဖြတ်အမျက်ထုတ်အနိုင်ကျင့်နေတဲ့တရင်မှုလင်မယားကိုစီစစ်ပေးဖို့လာကတာ2029တက်မှစစ်တီတအုပ်ကစာရေးသားပေးပို့ထားတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ညီမအရင်တင်ဆက်ပေးခဲ့တဲ့အတိုင်းပဲပေါ့နော်တရင်မှုတွေကတက်ပြောင်းလာတယ်အဲ့တက်မှာရှိတဲ့မရှိတဲ့ဟာတွေရှိတဲ့ဟာတွေအကုန်ရောင်းတယ်ရောင်းပြီးလို့ရှိရင်တက်ကမွေးပြရကြပြီးကြံခဲ့ပေါ့နော်သူတို့ကတော့အိတ်ဖောင်းပြီးတက်ပြောင်းသွားတယ်အခုဒီမှာဆိုလို့ရှိရင်လေအရင်ကတော့ဒီပေါ်တာဆွဲတဲ့ကိစ္စတွေတက်ကသူတို့မလုပ်ပါဘူးဆိုတဲ့ကိစ္စမျိုးတွေပြောတာတွေရှိပေမဲ့ဒီမှာဒါစစ်တီတူကိုယ်တိုင်ပြောသွားတဲ့ကိစ္စရှိရပေါ့နော်ပေါ်တာဆွဲပြီးပတ်စံတောင်းတဲ့ကိစ္စတွေနောက်ပြီးတော့ပြည်သူ့စစ်ကိစ္စတွေဒါမျိုးတွေမှာပါဝင်ပြီးတော့မတရားပတ်စံတောင်းခံနေတဲ့ကိစ္စတွေကိုသူတို့ဒါဖော်ပြပေးသွားပဲဖြစ်တယ်တက်အနေနဲ့ဒီလိုတရင်မှုတွေရောက်လာတဲ့ခါတိုင်းမှာဒုက္ခဆင်းရဲတွေခံနေရတာပဲဖြစ်ပါတယ်ဒါကတော့ဒီရင်ဖွင့်ပေးသွားတဲ့ဇာလေးတွေကိုကိုစားဖတ်ပြပေးခဲ့တာပါနောက်ပတ်တွေမှာရင်ဖွင့်ခံစားတက်တွင်းစကားအစီအစဉ်အနေနဲ့ပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့စီကိုmessage ပေးပို့ပြီးတော့ပါဝင်နိုင်ပါတယ်ပေးပို့လာတဲ့သူတွေရဲ့အချက်လက်တွေကိုလည်းကျမတို့ကလုံခြုံစွာထိမ့်သိမ်းပေးထားမှာဖြစ်တယ်လို့အခါချင်းငွေတစုံတရာယူပြီးတော့တင်ဆက်ပေးမှာမဟုတ်ပါဘူးအခမဲ့လာရောက်သတင်းပေးပို့နိုင်တယ်လို့ကိုစားမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်